Audio Jungle. တမထားကြိုင်မီကဘာကိုရင်သားရဲ့ဟောငါဒီမှာမွေးစိတ်ကဲဘာမွေးအုပ်ဖို့လဲပြောပါဦး အောင်မကိုရင်သားရဲ့နော်ဘာမှမမွေပါဘူးအမေငါးဝယ်ခိုင်းလိုက်လို့ အေးညနေကျရင်ငါလာပို့မယ်ပြန်တော့ငါအကောင့်တွေကစာကျွေးလိုက်အောင် ကိုရင်သားရဲ့နော်ဘာလို့အတင်းနဲ့ပြန်လှုပ်နေရလဲတော့စိတ်ဆိုးလိုက်မှာနော်သူများမဲစရာရှိလို့ အမလီစိတ်မဆိုးလိုက်ပါနဲ့ဗျာမေးဘာဆက်စုမှလဲမေး ကိုရင်သားရဲ့နော် ကဲဘာမင်းမှလဲမေးလို့ပြောတာ ဟုတ်လေမွေးမြူရဲကိုလေထိုင်းလိုမျိုးဘလို့ပြောရလဲဟင် နင်းကတော့လေထိုင်းစကားတော့နေ့တိုင်းမေးတယ်မေးတော့မှတ်မိရလားဟင် အောင်မမှတ်မိပါတယ်အခုမေးတာဒါပြောပါမွေးမြူရဲကိုဘလို့ပြောရလဲလို့ အေးလာခဲ့လားငါပြောပြမယ်မွေးမြူရေးကိုการทำฟาร์ม မွေးမြူရဲကိုการทำฟาร์ม ว่ามวยหมีจတော့การทำฟันหมู ว่าမွေးမြူရဲကိုการทำฟาร์มหมู จะมวยหมีจတော့การทำฟาร์มไก่ จะมွေးမြူရဲကိုကြတော့การทำฟาร์มไก่ นွားမွေးမြူจတော့การทำฟันหัว နွားမွေးမြူရဲကိုကြတော့การทำฟาร์มบัว งามွေးမြူจတော့การทำฟาร์มปลา ငါးမွေးမြူရဲကိုကြတော့การทำฟาร์มปลา แพ้มွေးမြူจတော့การทำฟาร์มเป็ด ဘဲမွေးမြူရဲကိုကြတော့การทำฟาร์มเป็ด ကျင်တက်ပြီလားဒေါ်မေထွေဒီမှာကျွန်တော်မျိုးလုံးကြတယ်အများကြီးရှိသေးလို့ပါဗျာပြန်တော့နော် ဟုတ်ကဲ့ขอบคุณค่ะကိုရင်သားအေး အမေထိုင်းလူတော်ကြီးဦးတင်ကပြောသွားသေးတယ်ကဲမဲထွေးလေးလို့ထိုင်းစာစိတ်ဝင်စားကြည့်ဆိုတော့တသားထိုင်း online ကမှာချိန်မျိုးလေးလာလို့ရတယ်ဒီပိုင်းတင်တဲ့ဆရာဆမိုင်းတိုက်တင်ကြပြီးတယ်သူအတင်းနဲ့ရှိပါရဲ့တသားထိုင်း online ကဆိုတော့ထိုင်းနိုင်ငံမှာတင်ကအများဆုံးနဲ့ဆရာဆမအများဆုံးတင်ကြပြီးတယ်တင်တဲ့ဖြစ်တဲ့အတွက်ကြောင့်ယုံကြည်ကြတာတတ်နိုင်ပါတယ်